ဟုတ်မင်္ဂလာပါအဓိကတော့ဒီ register ပေါ့နော်ဒီစီချတဲ့ဆက်လုပ်ဖြစ်တယ်ဒီမှာတော့တော်များများအကုန်လုပ်ဖြစ်ပါတယ်ဒါ facial treatment လည်းလုပ်ဖြစ်တယ်ဗျဟုတ်ကဲ့အဓိကတော့ဖွေးပေါ့ဖွေးလမ်းညွှန်တာလည်းပါတယ်နောက်ကျွန်တော်အမျိုးသမီးကလည်းဒီမှာလည်းအဲ့လိုသူလှုပ်ချင်တယ်ပေါ့နော်ဟုတ်အဲ့ဒါကြောင့်လည်းပါပါတယ်ဟုတ်registration ဒါဒီနေ့လောက်တာနဲ့ဆိုရှင်ကျွန်တော်9ကြိမ်မြောက်ပြီးပါပြီဗျဟုတ်တိတာတဲ့ result ထူးခြားခြားအနေနဲ့ဆိုလို့ရှိရင်တော့အဓိကလူခန္ဓာကိုယ်ပေါ့နော်နေရထိုင်ရတာအရန်ကိုပေါ်ပါလာတယ်တိတာတော့တကယ်ဟို3-4ကြိမ်လောက်တည်းကစပြီးတော်တိတာတယ်ပေါ့နော်အခုက9ကြိမ်လောက်ဖြစ်ပြီဆိုတော့ပိုပြီးတော့တိတာပါသေးတယ်ပြီးတော့ခန္ဓာကိုယ်ဒါပေါင်အနေနဲ့ဆိုလို့ရှိရင်လည်းဒါကျွန်တော်စပြီးတော့ပုံမှန်ရှိတာ153လောက်ရှိတယ်153အခုဆိုလို့ရှိရင်149ပဲရှိတော့တယ်ဒါ၄ပေါင်လောက်ကျသွားတာပေါ့နော်ဟုတ်ကဲ့ထွေထူးထူးဘာမှတိတ်ပြီးတော့ထူးရတာမရှိဘူးအမှန်တကယ်ဆိုလို့ရှိရင်ဒါဒီ register ဝင်တဲ့အချိန်တို့ဘာလို့ပေါ့နော်အဲ့လိုချိန်ဆိုလို့ရှိရင်အစားရှောင်နိုင်တာတို့လေ့ကျင့်ခန်းလုပ်နိုင်တော့ဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့ဒါဆိုလို့ရှိရင်တိတိတသားယူပေါင်ထိုးကြမှာသိကြတယ်ဒါအဓိကကျွန်တော်ကျတော့အလုပ်တစ်ဖက်နဲ့ဆိုတော့အဲ့လိုတိတ်ပြီးတော့ဟိုအစားတောက်ကောတိတ်ပြီးတော့မရှောင်နိုင်ဘူးပေါ့နော်လေ့ကျင့်ခန်းလည်းကျွန်တော်မလုပ်ဖြစ်ဘူးဒါတော့မှ၄ပေါင်ကြတယ်ဟုတ်ကဲ့ဒါအခု9ကြိမ်နဲ့ပေါ့နော်အခုလူလည်းရမ်းပေါ်တယ်ဒါပေါင်နေလဲကြတယ်အဓိကကတော့ဒီဟိုကတော့အပြင်စီဆိုတာထက်ခန္ဓာကိုယ်အတွင်းထဲမှာရှိတဲ့အစီတွေပေါ့နော်အဲ့လိုမျိုးတွေကြတာအဓိကဟိုလပရေးရအတွက်လည်းပို့ပြီးတော့လည်းအဆင်ပြေသလိုအဓိကတော့ကိုယ့်ရဲ့ကျန်းမာရေးတော့ပေါ့နော်ပို့ပြီးတော့ကောင်းပါတယ်အဲဒါကြောင့်လူလည်းလုပ်သင့်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်